လည်းတော့ချင်းနေစိုးနေကဲမရတော့ရန်ကုန်ရောက်ချင်းတန်းပြေးလာနားတော့မနာသေးဘူးနားလေ ကျွန်တော်တို့ rebounding လုပ်မယ်ကာလာဆိုးမယ်စပင်ကောက်မယ်နော်ဘယ်လိုမျိုးပုံစံကောက်တာများလဲအရှည်ကောက်ပေါ့ဒီကများတော့ပခုံးရဲ့အကျော်ပေါ့နော်အခုကကျတော့အဲ့ပုံစံမသွားတော့ဘူးပခုံးရဲ့အပေါ်နည်းနည်းတက်သွားမယ်ကာလာကျတော့လည်းမျိုးရွေးထားရပါမရှိဘူးကျွန်တော်စိတ်ကြဆိုးမယ်ဘာအောင်စိတ်အမေဝင်ရောက်ချင်းဆိုတော့ပြင်မဲ့အကျုံနဲ့တောင်းနားလာလေးလုံးအားမပြောတော့စတာလည်းဆုံးပါโอเคထားမယ်နော်အဲ့ဒါ